မင်္ဂလာပါ Treasure Model Agency ရဲ့ Founder Teacher ချမ်းမြေပါကျွန်မဒီနေ့ဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့အခုလိုရာသီဥတုမှာအဖြစ်များနေတဲ့ပင်ပန်းနဲ့တာခုခံအားကျဆင်းတာစိတ်ရှုပ်ထွေးတာအမြင်အာရုံဝေဝါးတာစိတ်ဖိစီးမှုများခြင်းကြောင့်မို့လို့အုံနောက်ကအလိုလိုနဲ့ nervous ဖြစ်နေတာပြီးတော့သားရည်ပျက်စီးတာဆန်သားပျက်စီးတာလေ့ကျင့်ခန်းတွေမလုပ်ခြင်းကြောင့်မို့လို့ကြွက်သားတွေရိုးစစ်တွေအားနဲ့လာပြီးတော့ညဘက်အိတ်မပြောတာဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မကကျမရင်းနဲ့ညီညွတ်ပြီးတော့ကျမရင်းနဲ့ညီညွတ်စေုံသာမကခန္ဓာကိုယ်အတွက်အထောက်အကူဖြစ်စေတဲ့ဗီတာမင်A ဗီတာမင် C ဗီတာမင် E ဗီတာမင် K fiber antioxidant နဲ့ nutrient များစွာပါဝင်ပြီးတော့ immune system ကိုလည်းကောင်းစေမယ် digestive system ကိုလည်းကောင်းစေမယ် brain function တွေကိုလည်းအားကောင်းစေရုံသာမက calorie တွေကိုလည်းလောင်ကျွမ်းစေမယ်ပြီးတော့ကျမတို့ aging process ကိုလည်းကာကွယ်ပေးမယ်diet တစ်မျိုးကိုပြပြချင်ပါတယ်ဒါကတော့ berries fruits တွေပဲဖြစ်ပါတယ်ကဲအခုပြောပြပေးမယ် berries တစ်မျိုးကတော့ rose hip ဖြစ်ပါတယ် rose hip ကဆိုလို့ရှိရင်ကျမတို့ cancer နဲ့နာတာရှည်ယောဂါကိုကာကွယ်ပေးတယ်သူကသွေးလည်ပတ်မှုအားကောင်းစေတဲ့အပြင်သွေးတိုးစီးချိုကိုလည်းပဲတက်တာစေပါတယ်စီးရှင်ပြီးတော့အသားရည်နဲ့အရေးအကြောင်းဖြစ်ခြင်းကိုလည်းပဲကာကွယ်ပေးတယ်နှလုံးဆိုင်ရာကျန်းမာရေးတွေအတွက်လည်းသူကအထောက်အကူပြုစေပါတယ်ဒါပေမဲ့လည်းဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ berries ဖြစ်တဲ့အတွက်ကြောင့်မလို့တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းများစွာစားသုံးပြီးလို့ရှိရင်တော့မူးမော်တာအော့အန်တာဒါမျိုးတွေတော့ဖြစ်တတ်ပါတယ်ရှင်နောက်ကျွန်မပြောပြပေးမယ် berries တစ်မျိုးကတော့ Isola cherry ဖြစ်ပါတယ် Isola ဟာဆိုလို့ရှိရင်ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီးတော့ energy ကိုမြင့်တင်ပေးတယ်ပြီးတော့ cholesterol ကိုကျစေတယ်နောက်ပြီးတော့သူကမှန်ညံကိုတိုးတက်စေတယ်အသေးကြောက်ကနှလုံးကိုအားကောင်းစေုံသာမက digestive system ကိုအထောက်အကူပြုစေတဲ့အတွက်ဝမ်းမှန်စေပါတယ်နောက်ပြီးတော့ uric acid ကိုလျှော့ချပေးတဲ့အတွက်ခေါင်းယောဂသမားများအတွက်ဒူစားသုံးရင်တင့်တော်တဲ့အသီးဖြစ်ပါတယ် uric acid ဆိုတာကကျမတို့သွေးတွင်းထဲမှာတွေ့ရတဲ့မလိုအပ်တဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်ပါတယ်ဒီ uric acid တွေများလာပြီဆိုလို့ရှိရင်အယိုးအဆစ်တွေကနီမြန်းလာမယ်ရောင်ရမ်းလာမယ်နာကျင်ကိုက်ခဲလာမယ်ဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကျမတို့ကအဲ့လိုပေါ့နော်ခေါင်းယောဂသမားများဒီလို uric acid တွေများပြီးတော့အဆစ်မြစ်တွေနာကျင်ရောင်ရမ်းကိုက်ခဲလာပြီဆိုလို့ရှိရင်တော့ berries ဒါမှမဟုတ် cherry seed တစ်မျိုးကိုစားသုံးခြင်းအပြင်ခေါင်းယောဂကိုတိုက်ထုတ်နိုင်ပါတယ်ရှင်နောက်တစ်မျိုးကတော့ jojoba berries ဖြစ်ပါတယ်ဒီ jojoba berry ဟာဆိုလို့ရှိရင် fiber protein စတဲ့ဓာတ်ပေါင်းများစွာပါဝင်တဲ့အပြင် calorie တွေခန္ဓာကိုယ်အတွက် calorie တွေအများကြီးသုံးစွဲစရာမလိုအပ်ဘဲနဲ့သူကဘိုက်ပြည့်တဲ့ခံစားချက်ကိုရရှိစေမှာဖြစ်ပါတယ်ဒီ jojoba berry ဟာဆိုလို့ရှိရင် vitamin C များစွာပါဝင်ပြီးတော့ collagen ကိုလှုံ့ဆော်ပေးတဲ့အတွက်ကြောင့်မို့လို့အသားရည်တင်းရင်နှုတ်ပြမှုကိုပေးစွမ်းပါတယ်အမြင်အာရုံအားကောင်းစေပြီးတော့ကြက်သားတွေကိုတန်မာစေတယ်ပြီးတော့ဒီ berry ဟာဆိုလို့ရှိရင် zeaxanthin level ကို 26% တိုးစေပါတယ် antioxidant ကြွယ်ဝစွာပါဝင်တာဖြစ်လို့UV ထိတွေ့မှုကြောင့်ပျက်စီးနေတဲ့အသားရည်တွေကိုပြန်လည်ပြုပြင်ပေးတယ်ပြီးတော့ညာဘက်ကိုနှင်းချက်ချက်အိပ်ပျော်စေပါတယ်ရှင်နောက်တစ်မျိုးကတော့ tomato ခရမ်းချင်သီးပါခရမ်းချင်သီးဟာဆိုလို့ရှိရင်ကျမတို့ berry မျိုးစိတ်တွေကတစ်ခုဖြစ်ပြီးတော့သူ့ရဲ့အကျိုးပြုပုံအာနိသင်တွေကိုလည်းသိထားပြီးသားဖြစ်မှာပါ tomato ဟာဆိုလို့ရှိရင်ရေဓာတ် 95% ပါဝင်ပြီးတော့ calorie ကိုလျှော့ချပေးတယ် antioxidant ကြွယ်ဝပြီးတော့အသားရည်နှလုံးအစာချေစနစ်အမြင့်အာရုံစတာတွေကိုကောင်းမွန်စေရုံသာမကသူက cancer ဖြစ်ခြင်း weight တက်ခြင်းစတာတွေကိုလည်းပဲကာကွယ်ပေးပါတယ်နောက်ပြီးတော့သွေးလည်ပတ်မှုအားကောင်းစေတဲ့အပြင်သူကစီလန်ချောင်းပိုးဝင်ခြင်းကိုလည်းပဲကာကွယ်ပေးပါတယ်အထူးသဖြင့်အသားရေးကြောင့်အမဲဆက်တင်းတိတ်ဝက်ချံစတာတွေကိုတက်တာစေတဲ့အပြင်ဆဲအသစ်မွေးဖွားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားရည်ကိုဆိုပြီးတောက်ပစေပါတယ်ရှင်နောက်တစ်ခုကတော့ cranberries ပါ cranberries ဟာဆိုလို့ရှိရင်သူကနှလုံးအားကောင်းစေတဲ့အစာချေပြတ်မှုအားကောင်းစေတဲ့အယိုးတွေကိုတန်မာစေုံသာမကသွားတွေကိုလည်းပဲခိုင်မာစေပါတယ်သူကစီလန်ချောင်းပိုးဝင်ခြင်းအတွက်ကုသလို့ရတယ်လို့ကြောက်ကသမားများအတွက်လည်းစားသုံးရင်တင့်တော်ပါတယ်ကြောက်ကယောဂအတွက်လည်းသူကကူညီပေးပါတယ် cranberry ကိုစားသုံးခြင်းအပြင်စိတ်အလိုမကျမှုကိုတက်တာစေသလိုစိတ်ကျေနပ်မှုစိတ်ပျော်ရွှင်မှုကိုလည်းပဲပေးစွမ်းပါတယ်နောက်ပြီးအသားရည်နဲ့ပတ်သက်ပြီးတော့စိတ်အလိုမကျခြင်းကိုအင်မတန်မှတက်တာစေပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ raspberry အကြောင်းကိုဝေမျှပေးချင်ပါတယ်ဒီ raspberry ဟာဆိုလို့ရှိရင် vitamin C manganese နဲ့ fiber ဓာတ်တွေပါဝင်တဲ့ပင်မအရင်အမြစ်တစ်ခုဖြစ်ပါတယ်နောက်ပြီးတော့ဒီ raspberry မှာဆိုလို့ရှိရင် vitamin B folic acid copper iron စတဲ့ nutrient တွေလည်းပဲမြင့်မားစွာပါဝင်ပါသေးတယ်ဒီ raspberry က antioxidant ကြွယ်ဝတာဖြစ်လို့ cancer တွေကိုတိုက်ထုတ်ပေးတဲ့အပြင်သူ့မှာ lactic acid anthocyanin cyanide catching စတဲ့ drug ပေါင်းတွေလည်းပဲပါဝင်ပါသေးတယ်ဒီ raspberry ကိုစားသုံးပေးခြင်းအပြင်ကျမတို့ကပျက်စီးယိုယွင်းလာတဲ့အသားအရည်တွေပျက်စီးယိုယွင်းလာတဲ့ကြွက်သားတွေကိုကြလစ်တန်ပါစေပါတယ်နောက်ပြီးအမျိုးသမီးများအတွက်တအိမ်အကောင်းစေပါတယ်ရှင်ဒီခန္ဓာကိုယ်ရဲ့အိုမင်းရင်ရော်မှုကိုနှိကွေးစေပြီးတော့ဝေလဲကျစေပါတယ်ရှင်အခုကျမဆွေးနွေးသွားတယ်အလှပရေးရာကျမရေးနဲ့ပတ်သက်တဲ့ berry အမျိုးအစားတွေကို
ဈေးကွက်မှာအလဲတကူရှာလို့ရတယ်လို့ကျမတို့က Moco 1 collagen မှာလည်းပဲရနိုင်ပါတယ်ဒီ Moco 1 collagen အားဆိုလို့ရှိရင်ကျမဆွေးနွေးသွားတဲ့ berry မျိုးစားတွေအားလုံးပါဝင်ပြီးတော့သူ့မှာ collagen vitamin များစွာပါဝင်ပါတယ်သူက fiber type ဖြစ်တာကြောင့်မလို့ကျမတို့ကရေနဲ့အသင့်ဖြောတောက်ပြီးတော့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အာဟာရကိုဥနေရန်ကတဆင့်ပေးပို့ပေးမှာဖြစ်ပါတယ်ရှင်ကျမတို့ကအသီးတွေကိုစားတဲ့အခါမှာလိုအပ်တဲ့အာဟာရကိုအပြည့်အဝမရရှိပါဘူးဒါပေမဲ့ဒီ Moco 1 collagen ကတော့ကျမတို့ကလိုအပ်တဲ့အာဟာရလိုအပ်တဲ့ collagen လိုအပ်တဲ့ vitamin တွေကိုအသီးအစစ်နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်အပြည့်အဝရရှိစေမှာဖြစ်ပါတယ်ရှင်Moco 1 collagen ဟာဆိုလို့ရှိရင်သင်ရဲ့အသားရည်မှာတွေ့ရတဲ့ 70% သော protein ဓာတ်တွေကိုဖြည့်ဆန်းပေးပါတယ်နောက်ပြီး Moco 1 collagen ဟာဆိုလို့ရှိရင်91% သောအဆိုဓာတ်ကိုပေးစွမ်းပါတယ်နောက်ပြီးတော့ဒီ Moco 1 collagen ဟာဆိုလို့ရှိရင် supplement တစ်ခုဖြစ်ပြီးတော့ကျန်းမာရေးအတွက်အင်မတန်မှအကျိုးကျေးဇူးရှိတာကြောင့်မို့လို့ဒီနေ့ခေတ်မှာလူကြိုက်များလာရခြင်းဖြစ်ပါတယ်လေ့လာတွေ့ရှိချက်များအရ Moco 1 collagen ဟာသွေးလွှတ်ဆောင်မှုအားကောင်းစေပြီးတော့နှလုံးကျန်းမာရေးနှလုံးဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးပါတယ်ရှင်ဒီ Moco 1 collagen ဟာဆိုလို့ရှိရင်ကျမတို့ကဥနယံကိုအထောက်အပံ့အာဟာရပြေဝတဲ့အထောက်အပံ့ပေးတာကြောင့်မလို့ကျမတို့ကအစာစားခြင်းစိတ်ကိုနည်းပါးပြီးတော့weight ကိုတင်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို weight ကိုထိမ့်သိမ်းပေးမှာကောင်းစွာစီမံပေးမှာဖြစ်ပါတယ်ရှင်collagen တောက်သုံးရတစ်ကမ္ဘာလုံးတိုင်းတာအနေနဲ့သတ်မှတ်ထားခြင်းမရှိတော့လဲပဲမနက်အရာထားခြင်း collagen တောက်သုံးပေးခြင်းဟာ protein ဓာတ်ကိုလိုအပ်တဲ့ protein ဓာတ်ကိုအပြည့်အဝရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သင်ရဲ့တနေ့တာ kit ကိုစတင်နိုင်မှာဖြစ်ပါတယ်ရှင်ပြီးတော့ကျမတို့ဂျင်းမကစားမီနဲ့ကစားပြီးနောက်မှာလည်းဒီ Moco 1 collagen ကိုပူးတွဲတောက်သုံးပေးခြင်းအပြင်ကျမတို့ကကျန်းမာရေးနဲ့ကြွက်သားပြန်လဲထူထောင်ရေးကိုများစွာအထောက်ပံ့ပေးပါတယ်ရှင်တချို့ကတော့ဒီ Moco 1 collagen ကိုညအိပ်ရာဝင်တောက်သုံးရတာကိုနှစ်သက်ကြပါတယ်မြည်တို့ပင်ဆိုစေကမူကျမတို့က collagen တောက်သုံးရအချိန်ကိုတော့တသက်တည်းထားရှိဖို့လိုအပ်ပါတယ်ရှင် Moco 1 collagen ဟာဆိုလို့ရှိရင်အသားကရရှိတဲ့ collagen အမျိုးအစားမဟုတ်ဘဲနဲ့အသီးကရတဲ့ berries အမျိုးအစားကရတဲ့ fiber ဖြစ်တာကြောင့်မလို့ရောင်နဲ့အရသာအင်မတန်မှပြည့်စုံပါတယ်ရှင်ပြီးတော့ကျမတို့အသက်အရွယ်မွေးကင်းစားကနေပြီးတော့အသက်အရွယ်20တိမှာ collagen ထုတ်လုပ်မှုက 100% အပြည့်အဝရှိတာကြောင့်မလို့ကျမတို့ကငရွယ်နှုတ်ပြိုတဲ့အချိန်မှာ collagen elastin hyaluronic acid အများစွာရရှိတဲ့အတွက်နှုတ်ပြိုတဲ့ baby skin လေးကိုပိုင်ဆိုင်ထားကြခြင်းဖြစ်ပါတယ်ကျမတို့အသက်အရွယ်20ကျော်လာတာနဲ့အမျှပေါ့နော်ကျမတို့ collagen တွေ elastin တွေ hyaluronic acid တွေဆုံးရှုံးလာပါတယ်ဒါကြောင့်မလို့ကျမတို့ကအရေးအကြောင်းတွေအစီကဲအစီဖို့ဝက်ချံအမဲဆက်တင်းတိတ်စတာတွေနဲ့ရင်ဆိုင်ရခြင်းဖြစ်ပါတယ်ဒါကကျမတို့အသက်ရဲ့ကြီးလာတာနဲ့အမျှဒီ collagen တွေ elastin တွေ hyaluronic acid တွေဒါတွေဆုံးရှုံးရခြင်းကြောင့်မို့လို့ရေပြားပြဿနာတွေနဲ့ရင်ဆိုင်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကဒီအရေပြားဆိုင်ရာပြဿနာများအတွက်ဒီအထောက်အကူပြုတဲ့ berries တွေပါဝင်တဲ့ဒီ Moco 1 collagen ကိုတောက်သုံးဖို့အတွက်ကျမအနေနဲ့အကြံပြုလိုပါတယ်အခုလိုအလှပရေးရနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးနိုင်ရန်အတွက် sponsor ပေးပါတော့ Moco 1 collagen ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရရှင်ကျွန်မအခုဆွေးနွေးသွားတဲ့အကြောင်းအရာလေးကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းအလှပကျန်းမာရေးနဲ့ဆိုင်ရာဘယ်လိုအကြောင်းအရာတွေကိုဆွေးနွေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye